အပေါင်ပစ္စည်းအဖြစ်ခေါ်လာခဲ့တဲ့ကလေးလေးအပေါ်တန်ရုံးစင်တွေ့သွားတဲ့အခါဇလန်းကိုတော့တရုတ်ဘာသာပြန်ကောင်းမလေးပတ်စွန်းရည်နဲ့စတင်ထားပါတယ်။သူဟာအခုလက်ရှိမှာတရုတ်နိုင်ငံမှာဘာသာပြန်အလုပ်လုပ်ကိုင်နေပြီးရုတ်တရက်ဖုန်းကောတစ်ခုဝင်လာတဲ့အခါရှာနေတဲ့လူတွေ့ပြီးကိုရီးယားကိုအခုမမြန်ပြန်လာပါလို့ပြောခဲ့ပါတယ်။စွန်းရည်လည်း10နှစ်ကျော်လိုက်ရှာနေခဲ့တဲ့လူဖြစ်တာကြောင့်ချက်ချင်းပဲတွေ့ဖို့ပြန်လာခဲ့ပါတယ်။လွန်ခဲ့တဲ့10နှစ်1993ခုနှစ်မှာတော့ငွေချေးလုပ်ငန်းဝန်ထမ်း2ယောက်ကအတိုးမတတ်တာ2လကျော်ကြာနေပြီဖြစ်တဲ့ငွေချေးတဲ့လူကိုလိုက်ရှာနေခဲ့ပါတယ်။သူနေထိုင်ရာရက်ကွက်ကိုပတ်ရှာနေရင်လူစီကားတဲ့လမ်းမတစ်ခုမှာကလေးလေးကိုလက်ဆွဲရင်းလမ်းလျှောက်နေတာကိုမြင်လိုက်လို့မန်နေဂျာဖြစ်သူကသွားတောင်းခဲ့ပါတယ်။အကျွေးတောင်းခံရတဲ့အမျိုးသမီးကကလေးရဲ့အဖေဟာမကြသေးခင်ကမှဆုံးသွားတာဖြစ်လို့တစ်လလောက်အချိန်ပေးပါဦး။အတိုးတွေကိုပေါင်းပေးပါမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့မန်နေဂျာဖြစ်သူကယုံလို့ရအောင်ပေါင်နှံစရာတစ်ခုခုတောင်းခဲ့ပါတယ်။စားကြရတော့မရှိတာဘယ်ဟာကိုပေါင်ရမှလဲလို့ပြောလို့တောင်းခံရတဲ့အမျိုးသမီးရဲ့သမီးဖြစ်သူကိုအပေါင်ပစ္စည်းအဖြစ်ခေါ်သွားပြီးအယုတ်တွေဝယ်ပေးမုတ်တွေလည်းအများကြီးကျွေးထားမှာမို့စိတ်မပူပဲမနှက်ဖြတ်ညနေကြပတ်စံနဲ့လာရေးဖို့ပြောခဲ့ပါတယ်။အမျိုးသမီးလည်းသူ့ယောက်ျားရဲ့အလုံးမှာမသေးဆုံးခင်ကရမယ့်လောက်ခကိုသွားတောင်းခဲ့ပါတယ်။အလုပ်ရှင်ကမပေးပဲတရားမဝင်နေထိုင်သူဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးဖိနှိပ်ကနှင်ထုတ်ခဲ့ပါတယ်။သူလည်းလက်လန်းမီယာလူတယောက်စီမှာဖုန်းဆက်အကူအညီတောင်းရင်ဖုန်းယုံတွေကအထွက်မှာရက်ဖက်မိသွားခဲ့ပါတယ်။မန်နေဂျာဖြစ်သူကလည်းကောင်မလေးကိုအိမ်ခေါ်လာခဲ့ပြီးသူ့အိမ်ခန်းမှာပဲအိမ်ခိုင်းခဲ့ပါတယ်။မနေ့ရောက်တော့ငွေချေးလုပ်ငန်းရဲ့ရုံးခန်းမှာအထက်အရာရှိကကလေးကိုပြန်ပေးဆွဲလာရလားဆိုပြီးအကောခံရပါတော့တယ်။ရုံးကအပြန်မှာပေးရမယ့်အချိန်လဲကြော်နေပြီဖြစ်ကြောင်းကလေးကိုပြောပြကမင်းနေတဲ့အိမ်ကဗမာလဲဒါမှမင်းရဲ့မင်းနဲ့စကားပြောလို့ရမှာလို့မေးခဲ့ပေမဲ့ကလေးကဘာမှပြန်မဖြေခဲ့ပါဘူး။လမ်းခုလဲအရောက်မှာကားလမ်းပိတ်နေတာကိုအခွင့်ကောင်းယူပြီးကလေးမလေးလည်းထွက်ပြေးခဲ့ပါတယ်။မန်နေဂျာရောသူ့နောက်လိုက်ကပါလိုက်ဖမ်းခဲ့ပေမဲ့ကလေးလေးကလွတ်သွားခဲ့ပါတယ်။ညရောက်တော့ကလေးလေးဟာသူနေတဲ့နေရာကိုရောက်လာခဲ့ပေမဲ့ရဲတွေလာရှာသွားတာကိုပဲမြင်ရပြီးသူ့အမေကိုတော့ရှာမတွေ့ခဲ့ပါဘူး။သူ့အမေကတော့ရဲစခန်းမှာချုပ်ချနေခဲ့ပြီးတရားမဝင်နေထိုင်သူအဖြစ်နဲ့မကြခင်မှာတရုတ်ပြည်ကိုပြန်ပို့တော့မှာဖြစ်ကြောင်းကလေးကိုတော့လိုက်ရှာပေမဲ့ရှာမတွေ့ခဲ့ကြောင်းအိမ်လိပ်စာမေးတော့လဲအိမ်ရဲလို့မဟုတ်ပဲစွန့်ပြက်ဆောက်အဦတစ်ခုမှနေထိုင်တာဖြစ်ကြောင်းရဲတယောက်ကမန်နေဂျာဖြစ်သူကိုပြောပြနေခဲ့ပါတယ်။အမျိုးသမီးလည်းမန်နေဂျာနဲ့စကားပြောဖြစ်ခဲ့ပြီးဖုန်းနံပါတ်ရေးထားတဲ့စာရွက်တစ်ခုကိုပေးကကလေးကိုမွေးစားဖို့ပေးမှဖြစ်ကြောင်းနဲ့သူ့ဦးလေးဆိုသူပြောတာဆိုတဲ့လူကလာခေါ်မှဖြစ်ကြောင်းပြောပြရင်အမေကတော့ပတ်စံရှာဖို့သွားတာလို့ကလေးကိုပြောပြဖို့မန်နေဂျာကိုမှာနေခဲ့ပါတယ်။မန်နေဂျာလည်းကလေးမလေးကိုလိုက်ရှာနေခဲ့ပြီးသူတို့နေတဲ့နေရာကိုရောက်သွားခဲ့ပေမဲ့ကလေးကိုတော့ရှာမတွေ့ခဲ့ပါဘူး။ကလေးမလေးကတော့လွယ်ရီတစ်လုံးနဲ့ရှေးဦးတဲ့ရာထွက်သွားတာပဲဖြစ်ပါတယ်။ညအချိန်မတော်ကလေးလေးတယောက်တည်းလျှောက်သွားနေတာကြောင့်လမ်းဘေးအိမ်ချေရမယ်တယောက်ကနောက်ဆက်နေခဲ့ပါတယ်။အချိန်မီပဲမန်နေဂျာရောက်လာခဲ့ပြီးကလေးကိုသူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်။ကလေးကိုတော့ဂျဲပြောင်တာဆိုတဲ့ဦးလေးဖြစ်သူကနောက်3-4ရက်ကြာရင်လာခေါ်မှလို့ပြောပြခဲ့ပါတယ်။ကလေးမလေးဟာမန်နေဂျာရဲ့အိမ်မှာပဲနေပြီးအိမ်မှုကိစ္စလုပ်နေခဲ့ပါတယ်။ယောက်ျားလေး2ယောက်နေတဲ့အိမ်ဆိုတဲ့အတိုင်းရှုပ်ပွားနေခဲ့ပေမဲ့ကလေးမလေးရောက်လာချိန်ကစပြီးတတရရဖြစ်သွားခဲ့လို့မန်နေဂျာလည်းသဘောကျနေခဲ့ပါတယ်။အဲ့အချိန်မှာပဲဦးလေးဖြစ်သူကျေပြောင်တာစီကဖုန်းဝင်လာပြီးအကျွေးကိုစီယံကြိုလွဲထားမှဖြစ်ပြီးသူလာမခေါ်ခင်မှာကလေးကိုပျော်ပျော်ရွှင်ရွှင်ထားဖို့ပြောပါတယ်။3ယောက်သာရှော့ပင်ထွက်ကြပြီးမန်နေဂျာဖြစ်သူကကလေးမလေးကိုဒန်ဘိုလို့နာမည်ပေးခဲ့ပါတယ်။ဒန်ဘိုကလည်းမန်နေဂျာဖြစ်သူကိုစွန်းဘူးလို့နာမည်ပေးခဲ့ရင်တန်ရောစင်လည်းပုံမူကြီးလာခဲ့ပါတယ်။ရှော့ပင်ထွက်ပြီးအပြန်မှာလည်းဒန်ဘိုကြိုက်တဲ့အဆိုတော်ရှိုးပွဲရှိလို့လိုက်ပြရင် CD ပါဝယ်ပေးခဲ့ပါတယ်။အိမ်ပြန်ရောက်တော့လဲချောကလက်မုတ်တွေနဲ့နှုတ်ဆက်ပွဲလုပ်ခဲ့ပေမဲ့စွန်းဘူးလည်းစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။နောက်နေ့မနက်မှာတော့ဒန်ဘိုကိုလာခေါ်မဲလူရှိရာနေရာကိုသွားခဲ့ပါတယ်။ CD ပဲရှိပြီးနားထောင်စရာမရှိမှဆိုလို့နားထောင်14ဝယ်ခဲ့ပြီးဆက်သွယ်ရမယ့်နံပါတ်ပြောပြရင်ဦးလေးလက်ထဲထည့်လိုက်ပါတော့တယ်။ဂျဲပြောင်တာကဦးလေးလို့သာပြောတာဒန်ဘိုရဲ့နာမည်တော်မသိတာကြောင့်စွန်းဘူးလည်းတန်တရားဝင်နေခဲ့ပါတယ်။စွန်းဘူးလည်းဒန်ဘိုလေးမရှိတော့တဲ့နောက်ပိုင်းစိတ်နဲ့လူနဲ့မကပ်ဖြစ်နေပြီးတွေးတာမကြလိုက်ပေမဲ့လည်းတန်ရောစင်ကြီးမားလွန်းတာကြောင့်မနေနိုင်မထိုင်နိုင်ဒန်ဘိုလေးကိုဆက်သွယ်နေခဲ့မိပါတယ်။ဒန်ဘိုလေးစီကဗမာဆက်အသွယ်မရတဲ့အဆုံးတော့ဦးလေးဖြစ်သူကျေပြောင်တာကိုဆက်သွယ်ပေးမယ်လေသူမိမဖြစ်သူနဲ့တာတိုးပြီးသူ့ယောက်ျားကအိမ်ပြန်မလာတာကြာပြီလို့အငင်းခံလိုက်ရပါတယ်။စွန်းဘူးလည်းမတင်ကားတာနဲ့ဖုန်းနံပါတ်နဲ့လိပ်စာကိုကြည့်ပြီးအိမ်ကိုလိုက်သွားခဲ့ပါတယ်။ညရောက်တော့အိမ်ရှိမှသွားဆောင်နေခဲ့ပြီးကျေပြောင်တာကဦးလေးအရင်မဟုတ်ပဲဂျားပွဲစားတယောက်ဖြစ်နေကြောင်းသိလိုက်ရပါတယ်။ကလေးကို330ယူကတစ်ဖက်လူစီရောင်းစားလိုက်တာဖြစ်ကြောင်းသိလိုက်ရတဲ့အခါထိုးချစ်ပြီးပြန်လာခဲ့ပါတယ်။စွန်းဘူးလည်းအချိန်တိုင်းစိတ်ပူနေခဲ့ပြီးဒန်ဘိုလေးကတော့ KTV တစ်ခုကိုရောင်းစားခံလိုက်ရတာပဲဖြစ်ပါတယ်။လက်တို့လက်တောင်အိမ်ပေါ်အလုပ်လုပ်နေခဲ့ပြီးကြောင်းထားပေးမယ်ထင်ခဲ့ပေမဲ့မထားပေးခဲ့ပါဘူး။တညမှာတော့ဆိုင်ကဖုန်းကိုခိုးယူခဲ့ပြီးစွန်းဘူးနဲ့အဆက်အသွယ်ရချိန်မှာတော့ဒန်ဘိုလေးလည်းရောက်နေတဲ့နေရာက KTV ဖြစ်ကြောင်းပြောပြခဲ့ပြီးစွန်းဘူးလည်းသူ့နောက်လိုက်နဲ့အတူညာတွင်းချင်းပဲဆိုင်ရှိရာကိုလိုက်လာခဲ့ပါတယ်။တကားပိတ်ထားတဲ့အတွက်မှန်ခွဲပြီးဒန်ဘိုလေးကိုကယ်ထုတ်ချိန်မှာတော့ပိုင်ရှင်ထွက်လာခဲ့ပါတယ်။စွန်းဘူးလည်းပိုင်ရှင်ကိုကလေးကိုခေါ်တော့ကကုန်ကြစေကိုသူပေးမယ်ကလေးကိုတော့ပြန်ခေါ်သွားမယ်ဖြစ်ကြောင်းလိပ်စာကပ်ပေးကဒန်ဘိုလေးကိုအိမ်ပြန်ခေါ်လာခဲ့ပါတယ်
နောက်တစ်ရက်မှာတော့ဒန်ဘိုလေး KTV မှာမတော်တဆမှုကြောင့်ရခဲ့တဲ့ဒဏ်ရာကိုကုသပေးခဲ့ပြီးကြောင်းလဲထားပေးခဲ့ပါတယ်။ကြောင်းထားပေးရကြိုနဲ့တဲ့ဒန်ဘိုလေးကစာအရန်တော်ခဲ့ပါတယ်။အရွယ်ရောက်လာတော့ဒန်ဘိုလေးကိုသူ့အမေကလာရှာပေးမဲ့စွန်းဘူးနဲ့အတူတူရှိနေတာမြင်တော့ကောင်းကောင်းကြည်ပြင်းလာတာပဲဆိုပြီးစိတ်ချနေခဲ့ပါတယ်။စွန်းဘူးကလည်းဖခင်အရင်မဟုတ်ပေမဲ့လည်းဖခင်စိတ်အပြည့်ရှိတဲ့အတွက်ဒန်ဘိုလေးစိတ်ချမ်းသာအောင်လိုလေသေးမရှိထားပေးခဲ့ပါတယ်။တညမှာတော့ဒန်ဘိုလေးအိမ်ပြန်နောက်ကျလို့စိတ်ပူနေခဲ့ပါတယ်။အပြိုအရွယ်လေးလည်းဖြစ်အိမ်ပြန်နောက်ကျလို့စိတ်ပူချိန်မှာပဲကောင်လေးတယောက်နဲ့အတူပြန်လာခဲ့ပါတယ်။ဒန်ဘိုရဲ့ချစ်သူဖြစ်ပြီးကောင်လေးကစေးချောင်းကပဲဖြစ်ပါတယ်။စွန်းဘူးလည်းကောင်လေးနဲ့စကားပြောချိန်မှာပဲဒန်ဘိုလေးရဲ့မိခင်ဖြစ်သူကအသက်အန္တရာယ်စိုးရိမ်နေရတဲ့အတွက်သူသမီးလေးကိုတွေ့ချိန်ကြောင်းဖုံးဝင်လာခဲ့ပါတယ်။မွေးရမြေကိုအတူတူသွားရင်အမေဖြစ်သူနဲ့တွေ့တော့ယောဂအခြေအနေဆိုးနေကြောင်းသိခဲ့ရပါတယ်။စွန်းဘူးလည်းမကြခင်မှာဒန်ဘိုလေးကဘွဲယူတော်မှာဖြစ်လို့လာခဲ့စီခြင်းပေမဲ့ယောဂကြောင့်လာမရဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့အမေဖြစ်သူကဒန်ဘိုလေးမှာအဖေရင်းရှိသေးလို့ရှာပေးဖို့စွန်းဘူးကိုတောင်းဆိုခဲ့ပါတယ်။ဒီလိုနဲ့ဒန်ဘိုလေးရဲ့အမတ်တရပစ္စည်းတွေပေးခြင်းနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။ဒန်ဘိုလေးကအလုတ်တင်တဲ့ခရီးထွက်နေရပြီးစွန်းဘူးကတော့တစ်ချိန်လုံးဒန်ဘိုလေးရဲ့အဖေရင်းကိုလိုက်ရှာနေခဲ့ပါတယ်။နောက်ဆုံးမှာရှာတွေ့လို့တားဖားနှစ်ယောက်ကိုဆိုင်တဆိုင်မှာတွေ့စေခဲ့ပြီးသူကတော့လှည့်ထွက်ခဲ့ပါတယ်။စွန်းဘူးကိုသူ့နောက်လိုက်ကတော့ဘာလို့အဖေရင်းကိုရှာပေးခဲ့တာလဲ။သူ့အဖေရင်းကိုရှာတွေ့ရင်သူတို့အပေါ်ဆက်ဆံပုံတွေပြောင်းလဲသွားမှာပေါ့။ဒါပေမဲ့ဒန်ဘိုလေးဘက်ကကြည့်ရင်လည်းသူ့မင်္ဂလာပွဲကြရင်အဖေရင်းလက်ကိုကန်ပြီးပွဲတက်ချင်မှာပဲဆိုပြီးပြောနေခဲ့ပါတယ်။စွန်းဘူးလည်းစိတ်ညစ်ပြီးအိမ်ပြန်လာကဒန်ဘိုလေးရဲ့ငယ်ဘဝအမတ်တရတပ်ပုံလေးကြည့်နေခဲ့ပါတယ်။အဲ့အချိန်မှာပဲဖုန်းဝင်လာပြီးဒန်ဘိုလေးကအဖေကလာပို့ပေးသွားရင်ပြန်ခေါ်ရမှာပေါ့လို့ပြောလို့စွန်းဘိုလည်းဝမ်းသာသွားပြီးအရင်တုန်းကသူ့ဝယ်ပေးဘူးတဲ့တခြင်းနားထောင်ဇက်လေးကိုယူကာဆိုင်ကယ်နဲ့ထွက်လာခဲ့ပါတယ်။ဒါပေမဲ့လမ်းမှာမျက်လုံးတွေဝေဝါးလာကမတော်တဆမှုဖြစ်သွားခဲ့ပါတယ်။တကယ်တော့ဇလန်းအစတုန်းကပြောပြခဲ့တဲ့ပတ်စွန်းကြီးကဒန်ဘိုလေးဖြစ်ပြီးအဲ့နေတဲ့ကရှာမတွေ့တော့တာဖြစ်လို့တစ်သလုံးလိုက်ရှာနေခဲ့တာပဲဖြစ်ပါတယ်။နာမည်အရင်နဲ့လိုက်စုံစမ်းပေမဲ့မရခဲ့ပါဘူး။သူတို့နာမည်အပြန်အလှန်ပေးတဲ့လမ်းမှာတွေးလိုက်တဲ့ဆိုင်ပုတ်ကြောင့်ဘတ်စွန်းဘူးဆိုတဲ့နာမည်နဲ့ရှာတွေ့ခဲ့ပါတယ်။တကယ်တော့ဘတ်စွန်းဘူးမှာအုံနောက်အကျိတ်ရှိနေခဲ့တာဖြစ်လို့မတော်တဆအပြီးမှာစိတ်တဆစီရင်ကိုရောက်နေတာဖြစ်ပါတယ်။နှစ်ယောက်ပြန်တွေ့တော့သူအဲနေ့ကယူခဲ့တဲ့တခြင်းနားထောင်ဇက်လေးထုတ်ပြခဲ့ပါတယ်။ဒန်ဘိုလေးလည်းအဖေလို့ခေါ်ရင်ပွေးဖက်ကဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်။